Hello မင်္ဂလာပါဒီဗီဒီယိုကတော့ဂျပန်ရောက်မြန်မာလူမျိုးတွေအတွက်တီကိုတီတင်တဲ့ဆိုင်လေးအကြောင်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီဆိုင်ကဈေးအရန်ကိုမှတန်လွန်းလို့ပါ။ဈေးအရန်တန်တော့ချင်းတော့အပြည့်နှစ်ခုဝယ်လိုက်ပါတယ်။အခုကလေဖျေးတီးပေါ်တဲ့ကာလဆိုတော့ဖျေးတီးတွေစိုက်စုံအမျိုးမျိုးရောင်းနေတာတွေ့ခဲ့ရတယ်။ကျမတို့ကတော့တမင်သက်4နာရီခွဲလောက်မှသွားတယ်ပေါ့နော်ဘာလို့ဆိုအဲ့ချိန်မှာဈေးချတာဖြစ်တဲ့အကြောင်းမလို့ပါအသီးတွေတော့ဈေးချထားရဲဆိုတော့တော်တော်ကုန်နေပြီပေါ့နော်အသီးတွေလည်းမျိုးစုံရှိတယ်သူကတရက်နဲ့တရက်တောင်မတူဘူးပေါ့နော်ခရမ်းကျင်တီချက်သွင်းဖြူအားလုံးရပါတယ်တခွားသီးတွေကတစ်ဖာလုံးမှ1000ပါဘာပစ္စည်းမဆိုတိတ်အဝါဆို150အနီဆို100အတီးရွက်တွေကလေအဆိုင်ပိတ်ခါနီးဆိုရင်တဝက်စီကိုချလိုက်တယ်ပြီးတော့လို့ရှိရင်ဒီဆိုင်မှာကဒီချက်သားတွေထက်ဒီမဲသားတွေငါးတွေကိုပို့ပြီးမှတဝက်စီချတယ်ပေါ့နော်သူတို့ချလိုက်တာနဲ့ခဏလေး15မိနစ်ဆိုတာနဲ့ကိုကုန်နေပြီဆန် 5kg ကို2980ရန်နဲ့ရောင်းနေတာတွေ့ခဲ့ရတယ်ကိုရီပဲဝယ်လာပြီးထင်နေတာပေါ့နော်တခြားလူတွေလည်းချင်းတောင်းနှစ်ခုစီနဲ့ဝယ်နေရတယ်အများကြီးတွေ့ရတယ်ဒီဆိုင်မှာလေပစ္စည်းအမေတော်ဆုံးတယ်ဒီကတော့ဆိုင်မှာဘာတွေရောင်းလဲဆိုတာကိုပြခဲ့တဲ့ဗီဒီယိုဖြစ်ပါတယ်အခုကနေကျမဈေးတန်နဲ့ဘာတွေရခဲ့လဲဝယ်ခဲ့လဲဆိုတာဆက်လက်ပြီးမှပြသွားပါမယ်ဝယ်လာခဲ့တဲ့အထဲမှာအရန်တန်တာဒီမုံညင်းလဲပါတယ်ပေါ့နော်ဘာလို့ဆိုတော့သူကတဖာ16ခုပါတာကို430နဲ့ရခဲ့လို့ပါအာလူက200ကျော်ခရမ်းချင်ဒီ390ကိုတဝက်စီနဲ့ရခဲ့တယ်ဖရဲတီးက900ကျော်900နဲ့ချတယ်ဖဲတီးကတိတ်အဝါနဲ့ပတ်တာတော့150ပေါ့နှစ်ထုပ်တရုတ်ဖျုံတီးလည်းအကြီးပဲ9လုံးပါတာကို916ရန်နဲ့ရခဲ့တယ်ပစ္စည်းတွေကလေဈေးတန်ပမဲ့လက်ဆက်အရန်ကိုရှိသေးတယ်တခွားတီး10လုံးပါတာ431ရန်ကိုတဝက်ဈေးဆိုတော့နှစ်ထုပ်တောင်ယူလာခဲ့လိုက်တယ်ခရမ်းချင်တီးလည်း300ကျော်ကိုတဝက်ဈေးဆိုတော့နှစ်ဘူးယူလာလိုက်တယ်ပေါ့နော်ကျုံးဆိုင်ရက6စီးပါတာကို100နဲ့ရခဲ့တယ်တိတ်အနီပတ်တာတော့လေdouble spicy တွေလည်းရောင်းတော့နှစ်ထုပ်ယူလာလိုက်တယ်ဖယုံတီးကလည်းတဝက်ဈေးနဲ့ရခဲ့တယ်နနတီးက300ကျော်ခရမ်းတီးရောတဝက်ဈေးနဲ့ရခဲ့တယ်ချက်သွန်ဖြူက900ကျော်ပြောင်းဖူးကတဖူးကို100ဆိုတော့3ဖူးယူတယ်ပြီးပစွန်ကလေအကြီးပဲအရန်လည်းလက်ဆက်ရှိတယ်သူအဲ့ဒါကိုမှ100ဘီကီနဲ့ပြန်ထည့်ရတယ်ဆိုတော့အရန်တန်တယ်ဝတ်တာလည်း50ဘီကီရေပွဲက200ဘီကီဒီငါးကလေးကကြော်စားအရန်ကောင်းတယ်ပေါ့နော်သူလည်းတဝက်စီနဲ့ရတယ်ဒီငါးကဟင်းရီချက်တော့အရန်ကောင်းပါတယ်စီပြန်ချက်စားလည်းအရန်ကောင်းတယ်ဆောင်းမွန်က100ဘီကီနဲ့ရခဲ့တယ်ဝတ်သားလေအကြီးပဲ832ရန်ဆိုတော့တန်ပါတယ်ပြင်ကင်စားတဲ့အမဲသားတဝက်စီနဲ့ရတယ်ဝတ်သား100ဘီကီပြင်သားနေထားပြီးသားပေါ့နော်သူကတံပရာနဲ့တင်လေးနဲ့အရန်စားကောင်းတယ်သူလည်း100ဘီကီနဲ့ရတယ်ချက်သားရင်မောင်50ဘီကီချက်တောင်ပန်း50ဘီကီကျရင်မောင်နောက်ထပ်တစ်ခုပြောင်းဝယ်ရပါတော့အခုဝယ်ထားတဲ့ပစ္စည်းတွေအားလုံးရဲ့ကြာတင်ငွေကရန်13000ကျော်ဖြစ်ပါတယ်ကျမတို့ကတော့အမြဲတမ်းဒီဆိုင်မှာတစ်လကို3ခါမဟုတ်ရင်2ခါလောက်တော့အမြဲတော့ဝယ်ဖြစ်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုလို့ရှိရင်တခြားစူပါမှာ1000လောက်နဲ့တော့ဝယ်တယ်ဆိုလို့ရှိရင်ဘာမှတိတ်အိမ်ကိုဘာတိတ်ပါမလာဘူး2ခါ3ခါလောက်ချက်စားလိုက်ရင်ပြန်ကုန်နေပြီပေါ့ဒီလိုဈေးတန်တဲ့ဆိုင်မှာတစ်ခါဝယ်ထားလို့ရှိရင်အကြာကြီးစားလို့ရတယ်လေမိတ်ဆွေတို့လည်းတစ်ခါလောက်တော့ဒီဆိုင်မှာတော့ဝယ်ကြည့်ကြနော်
နောက်ထပ်ဗီဒီယိုတွေမှာလည်းပဲကျမကဒီလိုဈေးတန်တဲ့ဆိုင်လေးတွေအကြောင်းထပ်ပြီးတော့ဝင်ပြတော့မှာဖြစ်တဲ့ကြောင့်မလို့ကျမရဲ့အကောင့်ကို follow လုပ်သွားခဲ့ကြပါဦးနော် bye bye